တိလာရှိနှဖျားမိမြိုင်မြိုင်ဇာတိလာရှိနှဖျားမိမြိုင်မြိုင်ဦးအေးမင်းနိုင်ပိုင်ဆိုင်အထူးဒေါ်ဖြူဖြူမလိုင်းလိုင်းအူးမကြိုင်ကြိုင်အဖူးဝေဝေစာအကြောင်းဆုံးပေါင်းတုံးချောင်းဆုံးရွာအလားကောင်းမြုံသားစွာတဘာဝပတိသာပါဠိလာရှိအာစရိသွေမကွာပါဠိလာရှိအာစရိသွေမကွာပါရမီထေရာဓမ္မကိန်းအောင်သည်မြာစိတ်ကြောင့်ဤအဓိကဂုံမဟာတိကြတထုံနဂရာဓမ္မပိရတနှဖျားအဓိကဆရာမိပါမဟာဝိဇရာကိုကဗျာကြီးကဂုံပြုပါစို့လေအနာဂတိမျောလို့စာအနိတော်တာမဏိကျော်တို့မဟောတို့နေရကျွန်တော်တို့ပြည်မြမတာကြောင့်မိပါလေမြန်ဆန်ဆုံးကြွကြံကန်ဆုံးလာမယံကုန်အစကြောကိုဖြာကိုမဟောမိုးရွာကအောင်ကြောင်းမှာဖယားမြန်ဆန်ဆုံးကြွကြံကန်ဆုံးလာမယံကုန်အစကြောကိုဖြာကိုမဟောမိုးရွာကမဟောမိုးရွာကအောင်ကြောင်းဖြာဖယားလေး